ရွှေဒီကုန်းလေးရောကြီးရဲ့အန်ကိုပါအပြင်ကျုပ်သဘောကျတဲ့နေရာတစ်ခုอ่ะရွှေဒီတို့ရင်ပြင်တော်ကြီးရဲ့တောင်ဘက်ကရှစ်တောင်တောင်อ่ะဒီပပူးရုပ်ကလေးတွေပါဒုဝနာတာမဇတ်တော်တက်သားတွေကိုတေးသေးချာချာထွန်းထူပြီးတော့ပါရုပ်လုံးရုပ်ကြွထွန်းထူထားတဲ့ရှေးကဒီလက်ရာကတော့အမခမ်းပါပဲမဟောတရာနဲ့ကေဝတ်ပုံနာစစ်ထိုးခန်းဒီဘက်ကကြတော့မတ်ရွှေဦးကြားချီတဲ့ဇက်ကြားချီတဲ့ဇက်ဒါကနဗရာကုရာတဇက်ဒီဘက်ကကြတော့သူဝနာတာမဇတ်တော်ကြီးတက်ရလိုက်တဲ့လက်ရလေးဒီဘက်ကမှမရှိတော့တန်းစီမောင်နှမဒီဘက်ကကြတော့ယာမလက္ခဏာဇက်ယာမရခံပေါ့ဒီဘက်မြောက်ဖက်မျက်နှာစာကတိဋ္ဌထမင်းသားတောထွက်ခန်းတော့အရောင်သွေးလဲစုံနေဥယုတ်ကအသေးလဲစိတ်တယ်ဗျာဥပကနဲ့မဆာဝါဇက်ရုပ်ကလေးတွေအရန်လောက်ဒီဘက်ကကျတော့ညီတော်မင်းနဲ့ချုပ်ခန်းကြည့်လို့မဆုံးရှုလို့မဆုံးဘယ်မှမရှိတဲ့လက်ရလေးတွေဘယ်မျိုးဘယ်ရက်ဒေါနာပုံနာဓာတ်တော်ဝေခံတာကုတိလက်မဖို့အောက်ကဒီဘက်ကကျတေမီမင်းသားတေမီမင်းသားဟိုးထက်ကကျကုတိလက်မဖို့ဒီဘက်ကကျတော့အမေခုနကြံသွားတယ်ဗျာဒီဟာရိုက်လို့ဥတေနာမင်းဆက်ဝေတန္တရာမင်းတောထွတ်တော်မူခံဒီဘက်ကတော့ဇတ်တော်ရဲ့အမည်ရေးမှတ်ထားတဲ့ဟာမတွေ့ရဘူးဘာဇတ်တော်လဲတော့မသိပါဘူးအမှတန်ခါးရေးပါတယ်တုံးပါပါတယ်ထဲမှာယတိတစ်ပါးလည်းပါတယ်အမှန်တန်သေးသက်လာပါတဲ့မြင်ကွင်းမျိုးတွေဒီမြင်ကွင်းမျိုးတွေပဲဘုရားမှာမရှိဘယ်နိုင်ငံမှာမှလည်းမရှိ